Premier League မှာစီသူလင်ထွက်ဖြစ်ပြီးတော့ Champion League မှာပဲဖလားပါယူသွားမယ်ဆိုရင်ရော Hi bro မင်္ဂလာပါအာဒီတာအနေနဲ့လက်ကျန်ပွဲတွေမှာပွဲတိုင်းကိုဂိုးပြန်နိုင်မှရမယ် Premier League အစား Champion League ကိုပဲပိုအောင်ဆော့စိုက်သွားနိုင်သလားပေါ့လေ Premier League မှာလက်ကျန်5ပွဲကျန်တယ်5ပွဲလုံးဂိုးပြတ်မဖြစ်မနေနိုင်ရမယ် Champion League မှာလက်ကျန်3ပွဲပဲကျန်တယ်အဲ့3ပွဲမှာ3ပွဲလုံးမဖြစ်မနေဂိုးပြတ်နိုင်ကြမလိုအပ်ဘူးဗျာဒါကျွန်တော်တွေးပေါ့လေဘာသာဟုတ်တာအာဒီတာဆိုလို့ရှိရင်ရောဒီနေရာမှာဘယ်လိုထင်မလဲဗျပရီးမီယာလိမှာကတည့်ရတိုင်းပဲဗျာ9ပွဲလက်ကျန်ကြမယ်လောဆယ်ကန်မှာနျူကာဆယ်နဲ့ကန်ရမယ်ပြီးရင်ဖူဟန်ပြီးရင်ဝက်ဟန်ပြီးရင်ဘန်လီပြီးရင်ပဲရစ်အဲ့9သင်းလုံးမှာပေါ့ဘာကန်ရနိုင်တာဆိုလို့ဘန်လီတစ်သင်းမှကျန်မယ်တန်းစင်းပြီးသားလာမဲ့ပတ်နျူကာဆယ်ကလည်းတေးကြတယ်နျူကာဆယ်အသေးပိတ်ကန်ပါပဲအဲ့ကိုဂိုးဘက်နိုင်မနိုင်မသေးကြဘူးပြီးရင်ဖူဟန်နဲ့ကန်မှာဖူဟန်လည်းလန်နေပြန်မဲ့ငကိုတွေကမှာကြောပြီးသားအတင်းနော်ပြီးရင်ဝက်ဟန်ကလည်းစပါးနဲ့အပြိုင်တန်းမစင်းမှုလို့ရုံးကန်နေရတဲ့အတင်းဒီတော့လက်ကျန်ပွဲတွေအကုန်လုံးကလည်းပရီးမီယာလိကခက်ခဲတဲ့ပွဲစဉ်တွေပဲဗျာဒီတော့အဲ့ဒီပွဲတွေမှာဂိုးပြတ်နိုင်မှာမလားမသေးကြဘူးဗျာကျွန်တော်ထင်တော့လေတစ်ဖက်မှာချန်ပီယံလိကထားပါတော့3ပွဲကိုခဏပြထားတယ်လက်ကျန်တယ်လက်ရှိတေချာကောက်ကန်မှာ2ပွဲစီမီ2ပွဲအဲ့2ပွဲမှာကျွန်တော်တို့တရမှာတီကိုတစ်ဖက်က PSG နဲ့ဘိုင်ရန်ကတော့အရင်အကောင်းဆုံးအသင်းတွေကျွန်တော်တရမှာတီကိုကျွန်တော်နဲ့မတိမ်မြင်အသင်းလက်ရှိချိန်မှာကျွန်တော်တို့ပဲဖောင်ပြတ်နေတဲ့အသင်းရှုံးပွဲတွေဆက်နေတဲ့အသင်းသူတို့နဲ့အငုံကနေကြောကန်ရမှာအဲ့ကြောစလုံးကိုနိုင်ကြမလို့စပိုတင်းနဲ့ပွဲတော့လူမျိုးပဲတကြောကိုထိန်းကန်ပြီးတကြောကိုအနိုင်ကန်ရတယ်ဒီတော့အသေးအတန်ကြီးမဖြစ်မနေဂိုးပြတ်နိုင်ကြမလို့အခုချန်ပီယံလိကဆိုတော့တင်ချာနီးရပဲဖြစ်စေရုပ်တိပေးရနီးရပဲဖြစ်စေပြန်တွေးကြည့်ရင်လက်ရှိချိန်မှာချန်ပီယံလိမှာဖိုင်နယ်တက်ဖို့ကပရီးမီယာလိမှာလက်ကျန်5ပွဲလုံးဂိုးပြတ်နိုင်မှုထက်ပိုပြီးဖြစ်နိုင်နေသေးသလားလို့ဗျာအဲ့လိုပြောလို့စကိုတင်းဖန်ဘရာသားတွေကအယူချီးပန်းနဲ့ဒီကောင်တွေ့ရရှောက်ပြောနေရပါလို့မပြောနေပါဗျာကျွန်တော်စိတ်ကူးနေကျွန်တော်မှန်းကြည့်တာပေါ့လေဘာကြောင့်မှန်းရလဲဆိုတော့လက်ရှိအချိန်မှာလည်းဒီရာသီမှာကျွန်တော်အသင်းကပရီးမီယာလိမှာချန်ပီယံလိမှာပို့ပြီးဖောင်ကောင်းနေတယ်ဗျာလက်ရှိချိန်ဒီချန်ပီယံလိမှာလုံးဝရှုံးပွဲမရှိထားဘူးပြီးတော့လက်ကီးရလည်းချန်ပီယံလိမှာပွဲချောင်နဲ့ဘက်ကိုကျသွားတယ်ဒီကချန်ပီယံလိမှာကန်ကြမှာလက်ကီးရရောဖောင်ရရောpositive ဘက်ပြနေတယ်ဗျာဒီတော့အနည်းဆုံးတော့ချန်ပီယံလိကို final လောက်ထိတက်ဖို့တက်ကိုမျှော်လင့်မှုရှိနေသလားလို့ဗျာ final လောက်ရောက်သွားပြီဆိုလို့ရှိရင်တော့တစ်ဖက်ကဘလောက်ပဲကောင်းတဲ့ချန်ပီယံဖြစ်နေ55အခွင့်အရေးဖြစ်သွားပြီဗျာဒီတော့ချန်ပီယံလိ final တက်ဖို့ကပိုပြီးမျှော်လင့်မှုရှိနေသလားလို့တစ်ဖက်မှာကျတော့ပရီးမီယာလိကပွဲကျန်5ပွဲတစ်ဖက်ကိုပြိုင်မဲ့ကပတ်ကွာဒီလိုလားပရီးမီယာလိရဲ့တကယ်လက်ရှိဂျိုင်းရန်ကြီးလို့ဖြစ်နေတဲ့အသင်းအချက်မှအမားရင်းခံလို့မရဘူးပွဲတိုင်းအောင်နိုင်အောင်မဟုတ်ဘူးဂိုးပြတ်ပါနိုင်အောင်ကန်ရမှာဗျာဒါမဲ့တခုရှိတာကျွန်တော်ဒီအမြူအဆကိုတွေးထားတာကလက်ကျန်ပွဲတွေမှာမန်စီးတီးကပွဲတိုင်းအောင်နိုင်သွားလိမ့်မယ်ဆိုတော့ရှူတော့နေတွေးထားတာဗျာလက်ကျန်ပွဲတွေမှာသာမန်စီးတီးဘက်ကလည်းချီဆိုသွားခဲ့လို့ရှိရင်တော့မဟုတ်မန်စီးတီးဘက်ကလည်း3-4ပွဲလောက်စတိုက်ကို1-0လောက်နဲ့ပဲနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအတွေးမြင်အယူအဆပြောင်းလဲသွားနိုင်တယ်ဗျာဒီတော့ကျွန်တော်ရဲ့ personal အမြင်ရဆိုလို့ရှိရင်တော့ Premier League ကလက်ရှိချိန်မှာပိုပြီးခက်ခဲနေတယ်ဒီတော့ Premier League ကိုတစ်ထစ်လျှော့ပြီးတော့ Champion League ကိုပဲအစွမ်းကုန်အာရုံစိုက်လိုက်ပြီးတော့အသင်းရဲ့တမိုင်းတစ်ကိုပါရေးထိုးသွားနိုင်မယ်ဆိုလို့ရှိရင်တော့ဘာသာဘယ်လိုမြင်လဲဗျဘာသာဆိုအာဒီတာဆိုလို့ရှိရင်ရောဘယ်လိုလုပ်မယ်ထင်ဘယ်လိုလုပ်ရင်ကောင်းမလဲဗျ